ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ရဲလေးရဲ့ chip plate တွေပိတ်တက်များအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီ file 3မှာဆိုကျွန်တော်တို့စနစ်ကျွန်တော်တို့2025နဲ့2016ခဏနဲ့ကျွန်တော်ဒါရှင်းတွဲပြီးတော့ကဏ္ဍထုတ်ပါမှာဖြစ်ပါတယ်ဒီစနစ်ကကျွန်တော်တို့ပြီးခဲ့တဲ့ဒီ38ခွန်ပင်မှာဒါသူကချပြီးသွားတဲ့အနေထားပါရှိတယ်เนาะအဲ့ဒါကြောင့်မို့ကျွန်တော်ဒီစနစ်ကိုပြလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကကျွန်တော်တို့ဒီစနစ်မှာပေါင်းခြင်းပါမယ်လုံးမိုင်စနစ်ပါမှာပေါ့နော်ပေါင်းခြင်းပါမယ်လုံးမိုင်စနစ်ပါမယ်ပြီးကျွန်တော်တို့ break ပါမှာပေါ့နော်ကဏ္ဍကတော့ကျွန်တော်တို့ဒါ10ကွက်ရှိပါတယ်အဲ့10ကွက်မှာကျွန်တော်ကအကျိတ်ဆုံးbreak 9နဲ့3ည break ကိုရွေးပြီးတော့ခဏပြသွားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့အားလုံးပေါင်းကျွန်တော်တို့ဒါ10ကွက်မှာဒီက main 3ကွက်ပါမှာပေါ့နော် main 3ကွက်ပါမယ်ကျွန်တော်တို့ကြံတာကတော့အရန်5ကွက်ပေါ့နော်ကျွန်တော်ဒါထုတ်ရအောင်ဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ဒီစနစ်လေးကိုလိုက်ပြီးတော့ကြည့်ရှုရအောင်နော်ဟုတ်ကဲ့ဒါတော့2025ကျွန်တော်တို့ဒါနှစ်ဦးကဏ္ဍပေါ့နော်ခု9နဲ့ဒါ2016ပါဒါ9ခုနဲ့ဒါနှစ်ဦးကဏ္ဍလေးပါအဲ့ကဏ္ဍကိုကျွန်တော်တို့ကဘယ်လိုစပြီးတော့တွက်ချမလဲကျွန်တော်လုံးမိုင်ဘယ်လိုယူလဲဆိုရင်ကျွန်တော်ဒီ2025ကပါနော်ဒီဆောင်းနှလုံးပေါင်းချင်း9ပေါ့နော်အဲ့ဒီ9နဲ့ဒီကခွန်ဘရိတ်နဲ့ပေါ့ဒီနှလုံးပေါင်းချင်း9နဲ့ဒီကခွန်ဘရိတ်နဲ့ပေါ့ကျွန်တော်တို့6ဆိုတဲ့ကဏ္ဍရပါတယ်အဲ့ဒီ6ကဒီမှာလုံးမိုင်ရင်းနဲ့သူကချပြီးတာဖြစ်ပါတယ်နော်သူရဲ့နှစ်တက်မှာပဲဒီဘက်963မှာသူကဒီ6လုံးမိုင်ရဒီမှာလာထည့်တော့ပါတယ်နော်နောက်တစ်ကက်ကိုကျွန်တော်တို့ဆက်သွားပါဒီနှလုံးပေါင်းချင်း6ဒီဘရိတ်4နဲ့ပေါ့ဒီ6နဲ့ဘရိတ်4နဲ့ပေါ့3ညလုံးမိုင်အဲ့ဒီ3ညလုံးမိုင်ကျွန်တော်ခါမှာပဲနော်ဒီရဲ့2026ရဲ့ဒီချိန်မှာသူ့ရဲ့တက်မှာပဲเนาะကျွန်တော်တို့3ညခါလုံးမယ်ဆိုထည့်သွားတာဖြစ်ပါတယ်เนาะနောက်ဒီရှိရကျွန်တော်တို့ဒီနှစ်ခွန်နဲ့ပေါင်း38ပေါင်းချင်းတက်ပေါ့เนาะဒီနှစ်ခွန်ပေါင်းချင်းလည်းတက်ပဲတက်နဲ့ပေါင်းကျွန်တော်တို့ဒီမှာနှစ်တစ်လုံးမှာအဲ့ဒီနှစ်လုံးမှာကျွန်တော်တို့နောက်ပိတ်မှာထည့်သွားတယ်ဒီသူ့ရဲ့တက်ပါပေါ့เนาะ6တက်နဲ့ဆိုတော့နှစ်ပိတ်ပါနှစ်တစ်လုံးမှာတော့ထည့်ကြရတယ်သူကဘယ်နဲ့ကက်ဆက်ပါ3ကက်ရိုက်ပါเนาะဒီကက်မှာဆက်ကြည့်အောင်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီနှလုံးပေါင်းချင်း9အဲ့ဒီ9နဲ့ဒီက2နဲ့ပေါင်းချင်းကျွန်တော်တို့ကခွန်လုံးမှာဆိုရကြပေါင်းချင်းခွန်ပေါ့เนาะအဲ့ဒီခွန်ကဒီမှာကျွန်တော်တို့ခွန်ပိတ်မှာထည့်သွားတာဒါဆိုကျွန်တော်တို့ဒီရောက်ကက်မှာဆက်ပြီးမလားပါเนาะဆက်ပြီးမယ်ဆိုရင်ကျွန်တော်ဒီဇွန်ဒီနှလုံးပေါင်းချင်း4ဒီ3လုံးပေါင်းချင်း4နဲ့ပေါ့ကျွန်တော်တို့10တလုံးမှန်ဖြစ်ပါတယ်ဒီ10လုံးမှန်ကလည်းကျွန်တော်တို့ကြိုက်နှစ်တက်ပြီးသားခဏဖြစ်တဲ့အတွက်ကြောင့်ဒီ10လုံးမှန်ကကျွန်တော်တို့ဒီမှာတေချာပေါက်မှာလက်ထည့်ပါဖြစ်ပါတယ်နော်အဲ့ဒီ10လုံးမှန်တေချာပေါက်ကျွန်တော်တို့ကြိုက်နှစ်တက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်တို့ကလက်ထည့်မှာဖြစ်ပါတယ်အဲ့ဒီမှာပဲကျွန်တော်တို့ကနောက်တစ်ဆက်ကဘယ်လိုယူရလဲဆိုရင်ဒီခွန်ထိပ်ရဲ့ခွန်ပါဝါနှစ်ခွန်နှစ်ကဒီမှာတစ်လုံးသူ့ရဲ့နောက်နှစ်တန်းမှာခွန်နှစ်တစ်လုံးထည့်ပါတယ်ဒီသူ့ရဲ့ပါဝါ38ဒီမှာသူ့ရဲ့တန်းမှာ38တစ်လုံးထည့်ပါတယ်ဒီ9ထည့်ရဲ့ပါဝါ53ညာကလည်းသူ့ရဲ့တန်းမှာတစ်လုံးထည့်ပါတယ်ဒီနှစ်ထည့်ရဲ့ပါဝါနှစ်ခွန်ကလည်းသူ့ရဲ့တန်းမှာနှစ်တစ်လုံးထည့်ပါပါတယ်ဒီ3ထည့်ရဲ့ပါဝါ38ကလည်းသူ့ရဲ့တန်းမှာ38နှလုံးထည့်ပါတယ်ဒါဆိုရင်ဒီကက်မှာ3ရဲ့ပါဝါ38ကလုံးဝတစ်လုံးအပါထည့်ရမှာဖြစ်ပါတယ်နော်38ကလုံးဝတစ်လုံးအပါထည့်မှာဖြစ်ပါတယ်ဒီမှာ10တလုံးမှန်ရတာအတွက်ကြောင့်ကျွန်တော်တို့က10ကိုဦးစားပေးကစားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်တဲ့ဒီစနစ်ပဲပေါ့နော်ဒီ2025နဲ့26နဲ့ကိုကျွန်တော်တွဲပြီးကစားသွားတာပါနော်ကျွန်တော်တို့ဒီခွန်ထိတ်ကကျွန်တော်တို့ဒီကနန်း3လုံးနဲ့ဒီကောင်နဲ့ပေါင်းခြင်းခွန်ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးနဲ့ကြိုက်တဲ့တစ်လုံးပေါင်းခွန်ဖြစ်ရမှာဖြစ်ပါတယ်ဥပမာ6ဆိုရင်ကျွန်တော်တို့ဟာခွန်ဖြစ်ဖို့အတွက်ဆိုရင်1နဲ့ပေါင်းရမှာဖြစ်ပါတယ်6ဒီနှစ်ခါဆိုရင်ကျွန်တော်ခွန်ဖြစ်ဖို့ဆိုရင်9နဲ့ပေါင်းရမှာဖြစ်ပါတယ်နော်ဒီ9ကခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့10နဲ့ပေါင်းရမှာဖြစ်ပါတယ်နော်
158တလုံးအပါကျွန်တော်တို့အထိထိုးရမှာဖြစ်ပါတယ်နော်အထိကျွန်တော်ဒီမှာ158ထိရမှာဖြစ်ပါတယ်နော်အဲ့ဒီမှာ5တလုံးထိပါတယ်နော်5တလုံးထိပါတယ်ဒီ3ထိပ်ကလည်းဒီနှလုံးပေါင်းခြင်း3ထိပါတယ်နော်ကျွန်တော်တို့5ဆိုရင်8ထိထိုးရမယ်6ဆိုရင်ကျွန်တော်တို့ခွန်ထိထိုးရမယ်3ဆိုရင်3ညာထိထိုးရမယ်နော်8ခွန်3ညာထိတစ်လုံးထိုးရမယ်ဒီမှာကျွန်တော်တို့8တလုံးထိပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ8ထိပ်ကိုလည်းဒီနှလုံးပေါင်းခြင်း8ဖြစ်ပါတယ်နော်ဒါဆိုရင်3ညာကျွန်တော်တို့နှစ်ပေါ့နော်အထိထိုးရမှာဖြစ်ပါတယ်အဲ့မှာ3ညာထွက်ပါတယ်နော်ဒီ5ထိပ်ဆိုရင်လည်းကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်း5သို့မဟုတ်ကျွန်တော်တို့6ထိရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့5ထိပါတယ်နော်ဒီ6ထိပ်ကိုလည်းကျွန်တော်တို့ပေါင်းခြင်း6ဖြစ်အောင်ယူရမှာဖြစ်ပါတယ်ဒီ9နဲ့ကျွန်တော်တို့က1နဲ့ပေါင်းရမယ်1နဲ့9နဲ့ပေါင်းမှာ6ဖြစ်မယ်4နဲ့2နဲ့ပေါင်းမှာ6ဖြစ်မယ်1 5နဲ့ကျွန်တော်တို့တစ်လုံးထိမှာဖြစ်ပါတယ်ဒီမှာ1နဲ့နှလုံးထိပါတယ်နော်ကျွန်တော်တို့ဒီ2ထိပ်ကိုလည်းကျွန်တော်တို့ဒီ6နဲ့နှစ်ဖြစ်ဖို့တော့6နဲ့6နဲ့ပေါင်းနှစ်ဖြစ်ရမှာပဲ1နဲ့1နဲ့ပေါင်းနှစ်ဖြစ်မယ်2နဲ့3ညနဲ့ပေါင်းနှစ်ဖြစ်ရမှာအဲဒီမှာ2နဲ့3ညနဲ့ပေါင်းနှစ်ဖြစ်တဲ့အတွက်ကြောင့်3ညတစ်လုံးအောင်ပါတယ်နော်ဒီ3ထိပ်ကိုလည်းကျွန်တော်တို့ဟာဒီနှလုံးပေါင်းခြင်း3ဖြစ်မယ်3ညနဲ့3နဲ့ပေါင်းခြင်း3ဖြစ်မယ်9နဲ့6နဲ့ပေါင်းခြင်း3ဖြစ်မယ်9နဲ့6နဲ့ပေါင်းခြင်းဖြစ်မယ်3 6အထိကီထိုးရမှာဖြစ်ပါတယ်အဲဒီမှာ6 3တလုံးဖွင့်ပါတယ်နော်ဒီ3ထိပ်ကိုလည်းကျွန်တော်တို့ပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်ရမှာဆိုရင်ကျွန်တော်တို့3ညဒီမှာ8နဲ့ကျွန်တော်တို့8နဲ့ကျွန်တော်တို့3ဖြစ်ဖို့တော့လည်း9ခွန်နဲ့6နဲ့မှာ3ဒါမှ3ည5 6တလုံးအထိဖြစ်ရမှာ3ညထိပါတယ်နော်ဒီစနစ်ကပို့ပြီးတော့ကောင်းတာပေါ့နော်ဒီ3ထိပ်ကိုလည်းကျွန်တော်တို့ဒီတစ်ပတ်မှာခွန်ကျွန်တော်တို့3ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့6နဲ့ပေါင်းပါပဲခွန်3ဖြစ်ဖို့ဆိုရင်6နဲ့ပေါင်းမှာဖြစ်ပါတယ်3ညကို3ဖြစ်ဖို့ဆိုရင်3နဲ့ပေါင်းမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က6 3အထိကစားမှာဖြစ်ပါတယ်နော်6 3အထိကစားမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ8တလုံးပိုင်းဒီမှာ3 8တွဲကီးနဲ့ကျွန်တော်တို့ဒီ6 3ကီးနဲ့ကိုကျွန်တော်တို့ဒါပေါင်းဆက်မယ်ဆိုရင်ကဏ္ဍကောင်းကထွက်လာမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပေါင်းဆက်ယူမလဲပါနော်ဘယ်လိုပေါင်းဆက်ယူမလဲကျွန်တော်တို့8 6အတွဲ8တလုံးပိုင်းကိုကျွန်တော်တို့ပုံဒီကံပြီးတော့8 3 8 6အတွဲနဲ့ကျွန်တော်တို့ကတ်မှာဖြစ်ပါတယ်8 3တွဲကျွန်တော်တို့8 6တွဲပေါ့နော်အတွဲ2တွဲကျွန်တော်တို့ယူမှာဖြစ်ပါတယ်ကျွန်တော်ကအဲ့ဒီယူစားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာနဲ့ကတ်မလဲဆိုကျွန်တော်ပေါင်းခြင်းနဲ့ကတ်မှာဖြစ်ပါတယ်ပေါင်းခြင်းကကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းနှစ်တစ်ပေါင်းခြင်းပါမှာဖြစ်ပါတယ်ဒီမှာလည်းတစ်ပေါင်းခြင်းပါပါတယ်ဒီနှလုံးပေါင်းခြင်းကျွန်တော်တို့နှစ်3ပေါင်းခြင်းဖြစ်ရပါမယ်အဲ့ဒီမှာနှစ်ပေါင်းခြင်းပါပါတယ်ဆင်းပါတယ်ဒီနှလုံးပေါင်းခြင်း9 3ညပေါင်းခြင်းဖြစ်ရပါမယ်ဒီမှာ9ဘော3ညရောနှစ်ခုလုံးဖြစ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်း5 6ပေါင်းခြင်းဖြစ်ပါပါတယ်ဒီမှာ5လည်းဖြစ်တယ်6လည်းဖြစ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်း3 4ပေါင်းခြင်းဖြစ်ရပါမယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း6ခွန်ပေါင်းခြင်းဖြစ်ရပါမယ်ဒီမှာခွန်ပေါင်းခြင်းဖြစ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်း9 3ညပေါင်းခြင်းဖြစ်ရပါမယ်ဒီမှာ3ညပေါင်းခြင်းဖြစ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်းကျွန်တော်တို့4 5ပေါင်းခြင်းဖြစ်ရပါမယ်ဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်းခွန်8ပေါင်းခြင်းဖြစ်ရပါမယ်ဒါဆိုရင်ကျွန်တော်တို့ခွန်ပေါင်းခြင်းကျွန်တော်တို့ဒီမှာ8ပေါင်းခြင်းဖြစ်ရမှာလားနော်ခွန်ပေါင်းခြင်း8ပေါင်းခြင်းနဲ့ကျွန်တော်တို့ခဏန်းထုတ်မှာဖြစ်ပါတယ်ကျွန်တော်တို့8 3 8 6ပေါ့နော်ခွန်ပေါင်းခြင်းဖြစ်မယ်ပဲကျွန်တော်တို့က9ပိတ်ထဲမှာဖြစ်ပါတယ်ခွန်ပေါင်းခြင်းဖြစ်မယ်ပဲကျွန်တော်တို့4ပိတ်ထဲမှာဖြစ်ပါတယ်နော်ခွန်ပေါင်းခြင်းဖြစ်မယ်လို့9ပိတ်ထဲမှာခွန်ပေါင်းခြင်းဖြစ်မယ်လို့ကျွန်တော်တို့1ပိတ်ထဲမှာဖြစ်ပါတယ်နော်ဒါပဲကျွန်တော်တို့အားလုံးပေါင်း8ကွက်ရမှာဖြစ်ပါတယ်8 3
16 13 16 10ပေါင်းချင်းပြန်ပိတ်ထည့်ရမှာပဲ10ပေါင်းချင်းပြန်လို့5ပိတ်ထည့်ရမှာ10ပေါင်းချင်းပြန်မယ်ကျွန်တော်3ညပိတ်ထည့်ရမှာမယ်10ပေါင်းချင်းပြန်လို့ကျွန်တော်2ပိတ်ထည့်ရမှာနော်အားလုံးပေါင်းကျွန်တော်ဒီမှာဒီ10ကွက်ရမှာဖြစ်ပါတယ်ကျွန်တော်က10ထိပ်ကိုကြိုက်တဲ့ကြောင့်ဒီ10ကွက်ဖြစ်ပါတယ်အဲ့ဒီ10ကွက်တော့မှာကျွန်တော်ချစ်မိတ်ဆွေတွေကျွန်တော်ပြခဲ့တဲ့ break ကပထမ video file မှာ168 break နောက် video file မှာ939 break အဲ့မှာ168 939 break နဲ့ကြိုက်တဲ့ကဏ္ဍကိုကျွန်တော်တို့ကထုတ်ယူမှာဖြစ်ပါတယ်ဒါဆိုရင်3ည break ကြိုက်ပါတယ်5 break ကြိုက်ပါတယ်5 break ကြိုက်ပါတယ်6 break ကြိုက်ပါတယ်6 break ကြိုက်ပါတယ်1 break ကြိုက်ပါတယ်အားလုံးပေါင်းကျွန်တော်တို့ကဘယ်နှကွက်ရမလဲဆိုရင်6ကွက်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီ6ကွက်တည်းမှာကျွန်တော်က861ကိုပို့ပြီးတော့ကြိုက်နေတက်လို့ကျွန်တော်တို့834ကိုလည်းပို့ပြီးတော့ကြိုက်နေတက်ပါတယ်အားလုံးပဲကျွန်တော်တို့ break 5ကိုကျွန်တော် video file မှာဘယ်မှာ video file မှာလည်းကျွန်တော်ပြခဲ့ဘူးပဲနော် break 5ကိုဒီ break 5ကြတော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်း4 9 break ဒီမှာ4 break ထွက်ပါတယ်နော်ဒီ3လုံးပေါင်းချင်း9 4 break ဒီမှာ9 break ထွက်ပါတယ်ဒီ3လုံးပေါင်းချင်း9 4 break ဒီမှာ9 break ထွက်ပါတယ်ဒီ3လုံးပေါင်းချင်း38 break ဒီပြင်မှာကျွန်တော်တို့38 break နော်ကျွန်တော်3 break ပဲကြိုက်တော့ဒီ3လုံးပေါင်းချင်း4 break ထွက်တယ်ဒီ3လုံးပေါင်းချင်း9 break ထွက်တယ်နော်ဒီ3လုံးပေါင်းချင်း9 break ထွက်တယ်ဒီ3လုံးပေါင်းချင်း3 break ဆိုတော့ကျွန်တော်အဲ့ဒီ38ခွန်ပဲမှာကျွန်တော်3 break နဲ့နော်ကျွန်တော်ကြိုင်ခဲ့တာပေါ့နော်88ခွန်တယ်ဗောနော်ဒါကျွန်တော်ကြိုင်ခဲ့တာမှန်ခဲ့သူကပါဝါနဲ့လွတ်ပါတာဗောနော်ပါဝါနဲ့လွတ်ပါတာဒီပြင်ရောက်တော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်း3ညာတဲ့3ည5 break ဆိုတော့ကျွန်တော်တို့က3ည break 5 break ကဒီ3ဘက်ပဲရှိတာဗောနော်အဲ့ဒါနဲ့အဲ့ဒီ break ကပြီးပြီလားဆိုတော့မပြီးသေးဘူးဗျာနော်နောက်ထပ် break ရှိပါသေးတယ်ဒီ3လုံးပေါင်းချင်း6နဲ့ဒီက9 break နဲ့ပေါ့5ဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း6နဲ့9နဲ့ပေါ့5ဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်း8နဲ့10 break နဲ့ပေါ့6ဖြစ်ပါတယ်5ပြီး6နော်ဒီ3လုံးပေါင်းချင်း8နဲ့10 break နဲ့ပေါ့6ဖြစ်ပါတယ်ဒါပေမဲ့ဒီကတ်မှာခုံဖြစ်ဖို့အတွက်ဆိုရင်ဒီ3လုံးပေါင်းချင်း2နဲ့ကျွန်တော်တို့ကဘာဘိတ်နဲ့5 break နဲ့ထည့်မှာခုံလို့ဖြစ်မှာဖြစ်ပါတယ်အဲ့မှာ5 break ပါနော်5 break ပါဒီ5 break ကနောက်တစ်ဆိုင်ရှိနော်ဒီ3လုံးပေါင်းချင်း9ဒီ3လုံးပေါင်းချင်း9အဲ့မှာ9 break ဒီ3လုံးပေါင်းချင်း10ဒီမှာ10 break ဒီ3လုံးပေါင်းချင်း5ဒီမှာ5 break လို့ကျွန်တော်တို့ရှိမယ်ဆိုရင်83လေးနဲ့86တက်ကိုကျွန်တော်အဓိကထိုးသိချင်ပါတယ်ကျွန်တော်တို့အရန်လေးနဲ့ထုံမဲ့ဆိုရင်839နဲ့833ညာ835နဲ့86နှစ်ကိုထိုးလို့ရပါတယ်နော်အားလုံးပဲကျွန်တော်ချင်းမိတ်ဆွေတွေကြိုင်းနေတက်မလို့ထင်ပါတယ်ဒီ site ကကျွန်တော်တို့ဒါ83ညာ3ညအတွင်းနဲ့မပါခဲ့ဘူးဆိုရင်ဒီစနစ်ကနေတော့လာမှာဖြစ်ပါတယ်3ညလုံးမှမကြခဲ့ဘူးဆိုရင်ပြောတာဖြစ်ပါတယ်အားလုံးပဲကြိုင်းနေတက်ပါစေနော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးကံကောင်းကြပါစေဒီ17ကြိမ်မှာကျွန်တော်တို့အောင်မြင်မှာဖြစ်ပါတယ်17ကြိမ်မှာအောင်ပြီးတော့ကျွန်တော်တို့12ကြိမ်မှာလုံးဝတတိဖြစ်မဲ့ site ပေါ့နော်ကျွန်တော်ချင်းမိတ်ဆွေတွေသိပါတယ်8ခွန်အတွဲအောင်ခဲ့တဲ့ site ကဒီ12ကြိမ်မှာလာဖို့ရှိပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ရှုအားပေးနေမိတ်ဆွေကျေးဇူးတူတင်ပါတယ်ခင်ဗျ